ပြီးခဲ့တဲ့ပိုင်းမှာတော့ဒီ row 9ကနေပြီးတော့ row 22 ထိကိုတစ်ပေါက်ကိုတစ်ထိုင်နဲ့ထိုးလာခဲ့ပြီလို့ပြောရပေါ့နော်အခုအမကကြတော့အားလုံးပေါင်း20နဲ့row 9ကနေပြီးတော့ row 25ထိထိုးလိုက်တယ်ပေါ့နော်ဘာလို့ဆိုအတန်းလေးကနည်းနည်းတူအိတ်ကလေးကလေသေးတယ်လို့လေးဖြစ်နေလို့25ထိထိုးလိုက်ပါတယ်ဒါကတော့အရှည်ကမိမိကြိုက်နေတဲ့မိမိကြိုက်နေတဲ့လောက်ပေါ့နော်ကိုလိုချင်တဲ့လောက်အတိုင်းတာနဲ့ထိုးလို့ရပါတယ်အိတ်လေးကဒီလိုလေးပေါ့နော်အခုမတို့ကအားလုံးပေါင်းပြီးသွားပြီဆိုလို့ရှိရင်စုစုပေါင်းခြီကဒီအပတ်ရေအားလုံးပေါင်း50နဲ့မှ6ခုရှိတယ်ပေါ့နော်ပြီးသွားပြီဆိုရင်ခြီဖြတ်မယ်ပုံမီတစ်ချက်ထိုးပြီးတော့ခြီကိုဆက်လိုက်မယ်နော်ဒါကလူရိုးလေးကိုအထဲမှာပဲထားခြင်းလို့ဒီမှာဒီပြင်မှာဆိုရင်ဒါဒီလိုမျိုးလေးမမြင်ရဘူးပေါ့နော်ဒီလိုလေးလှပဲလေးထားခြင်းလို့ဒီဟာကိုဒီပြင်ထားလိုက်ရတယ်နော်အိတ်ကလေးကဒီလိုလေးပေါ့နော်ဒီလိုလေးအဲ့ဒါကိုမတို့ကအဖုံးထိုးမယ်အခုဒီပေါ်ကနေပြီးတော့ဒီလိုအဖုံးလေးအုပ်ကလေးပေါ့နော်အုပ်ကလေးဖုံးလေးထိုးမယ်အဲ့ဒါလေးကိုထိုးဖို့အတွက်ကိုမတို့အမှတ်စိတ်အရင်ဆုံးချင်းရည်အတွက်မှတ်မယ်ပေါ့နော်ချင်းအခုမတို့အဖုံးထိုးမယ်ဆိုလို့ရှိရင်မှတ်စိတ်ကလေးချိန်မယ်ပေါ့နော်မှတ်မယ်ပေါ့ဘယ်လိုမျိုးမှတ်မလဲဆိုရင်မှတ်တဲ့နီးကမတို့ဒီမှာအဆုံးသက်ထားတဲ့နေရာရှိရပေါ့နော်ဒီမှာတရားချီဆုံးသက်ထားမှချီမရှင်းတာပဲနဲ့မြင်အောင်ပေါ့နော်ဆုံးသက်ထားတဲ့နေရာကနေပြီးတော့မှဒီမှာဆိုရင်ချင်းကိုရေးလိုက်မယ်1 2 3ခုကိုကြော်ပြီးတော့4ခုမြောက်မှာချင်းမှတ်စိတ်လေးကိုချိန်လိုက်မယ်ပြီးတော့ဒါတစ်ခုပေါ့အစပေါ့နော်ပြီးသွားလို့ရှိရင်ဒီဟာကိုပြီးတော့သူ့ရဲ့ဘေးကဘောက်ကနေစပြီးရှိမယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168
22ကိုခြံပြီးတော့23မြောက်မှာမက်ဂျစ်ကိုချိတ်လိုက်တော့ဒီဘေးမှာဆိုလို့ရှိရင်လည်း1နဲ့3ခုကနေရေးပြီးတော့4ခုမြောက်မှာဆိုလို့ရှိရင်ဒါဆိုရင်ညီသွားပြီပေါ့နော်တော့ပါမယ်နော်ပထမဦးဆုံးဗလန်းနေစပြီးမှတ်မလဲဆိုရင်ဒီခြေစားဆုံးသက်ထားတဲ့နေရာနေစပြီးတော့ရေးလိုက်လို့1နဲ့3ကိုကျော်4ခုမြောက်မှာအချစ်ကိုချိတ်လိုက်မယ်မက်ဂျစ်ကိုချိတ်လိုက်ပြီးရင်ဒီကနေစပြီးတော့မှဘေးကပေါက်ကနေစရေးမယ်1နဲ့3 4 5 6 9 10 9 10 11 12 13 14 15 16 19 20 22ခုပြီးလို့23ခုမြောက်မှာမက်ဂျစ်ကိုချိန်လိုက်ပြီးတော့ဒီမှာအဖုံးကိုစာပြီးတော့ထိုးမယ်ပေါ့နော်အခုဖုံးထိုးဖို့အတွက်ဒါစာပြီးတော့ထိုးပြပေးမယ်နော်မတို့ချီမှတ်အမှတ်ထားတဲ့နေရာလေးမှာမက်ဂျစ်ကလေးကိုဖြုတ်လိုက်မယ်အဲ့မှတ်ထားတဲ့အပေါက်ကလေးကနေပြီးတော့အကိုဝင်ပြီးတော့ချီကိုယူလိုက်မယ်ပြီးရင်chain 1တက်မယ်အဲ့ဒီနေရာမှာပဲအဲ့နေရာမှာပဲတိုင်တိုးတစ်တိုင်ထိုးမယ်ပြီးရင်တစ်ပေါက်ကိုတစ်တိုင်နဲ့တိုင်တိုးလေးတွေထိုးသွားမယ်ဒီ magic စီမှတ်ထားတဲ့နေရာဒီရောက်အောင်အတူတိုင်တိုးလေးတွေတစ်ပေါက်တစ်တိုင်နဲ့ထိုးလာပြီနော်အခုဒါ magic make မှတ်ထားတဲ့နေရာကိုရောက်ပြီပေါ့နော်ဒီမှာတိုင်ကိုထိုးပြီးတော့စုံတက်လိုက်မယ်ဒါနောက်ဆုံးတစ်တိုင်ပေါ့နော်ဒီကနေပြီးတော့ထိုးလာတာဒီထိနော်ပြီးတော့ရင်နောက်တစ်တန်းတက်မယ် chain 1ထိုးမယ်ပြီးရင်ကိုလှည့်လိုက်မယ်နော်ပြီးတော့အဲ့ဒီပေါက်မှာပဲတိုင်လို့တစ်တိုင်ပေါက်ကိုတစ်တိုင်နဲ့ပဲအဆုံးထိထိုးလာပြီနော်ဒါ row 3ဖြစ်သွားပြီဆိုတော့ row 10ထိကိုဒီတိုင်းပဲတစ်ပေါက်ကိုတစ်တိုင်တစ်ပေါက်ကိုတစ်တိုင်နဲ့ထိုးလာပြီးပတ်လေးလိုက်နဲ့10တန်းပြအောင်ထိုးပေးပါပြီးသွားလို့ရှိရင်ပြန်ပြပေးမယ်နော်အခုမတို့10တန်းပြီးသွားပြီပေါ့နော်ဒီကနေပြီးတော့အောက်ကနေပြီးတော့တစ်ပေါက်တစ်တိုင်နဲ့ထိုးလာလိုက်တာအားလုံးပေါင်း10တန်းပြီးသွားပြီ10တန်းပြီးသွားပြီဆိုလို့ရှိရင်ချီဖြတ်မယ်နော်ဖြစ်သွားပြီအမတို့အနာကွက်မယ်နော်အနာကွက်တာကဒီချီဖြူလေးနဲ့နာကွက်မယ်နော်အေးဘယ်နာကနေစပြီးတော့ချီကိုယူလဲဆိုရင်ဒီတောင်းမရောက်ခင်ပေါ့နော်ဒီပါဆိုလို့ရှိရင်မတို့1နဲ့3ခုကြော်ခဲ့ရမလားဒီ3ခုမြောက်ဒီ3ခုမြောက်နေရာနေပြီးတော့မှချီကိုယူလိုက်မယ်နော်ဒီမှာဒီတောင်းကိုဒီတောင်းလေးကိုမရောက်ခင်မှာ1နဲ့3ခုမြောက်မှာချီကိုယူလိုက်တယ်ပြီးရင်1 chain ထိုးပြီးသွားရင်တရရတိုင်ရှည်ပေါ့နော်တိုင်ရှည်ကိုဘယ်မှာထိုးမလဲဆိုရင်ပထမဆုံးစခဲ့တဲ့အတန်းလေဒီကနေပြီးဒီမှာစခဲ့တဲ့အတန်းရှိတယ်အဲ့ဒီထဲမှာဝင်ပြီးတော့ဘာနော်ဒီအားလားမသိပထမဆုံးဒီမှာတက်တဲ့တန်းအဲ့မှာဒီမှာချီထိုးခဲ့တာရှိအဲ့ဒီပေါက်ထဲမှာရအောင်ယူပြီးတော့ချီကိုဇိုင်းချ
ခြေရလေခြေထိုးအိတ်ကလေခြေထိုးအိတ်ထိုးခြေရလေရမ်းမာတော့လေထိုးရတော့နည်းနည်းတော့လက်နာတယ်နော်အိတ်ထိုးခြေအပြော့လေးလည်းရှိရတယ်အပြော့နဲ့ထိုးရင်လည်းရတယ်နော်နှစ်တိုင်းသုံးတိုင်းပြီးခြေကိုပြီးတော့မှခြေသိမ့်မယ်နော်ပြီးရင်နောက်တစ်တန်းဒီလိုကြည့်မြင်ရတယ်နော်တန်းလေးတွေဒီမှာတစ်ပေါက်မှာတိုင်းရှိနှစ်တိုင်းသုံးတိုင်းပြီးရင်ဘာချင်းမှမချအောင်နော်ပြီးရတန်းမှာတစ်တိုင်းနှစ်တိုင်းသုံးတိုင်းပြီးရင်နောက်တစ်တန်းတိုင်းနှစ်တိုင်းသုံးတိုင်းတိုင်းနှစ်တိုင်းသုံးတိုင်းတိုင်းနှစ်တိုင်းသုံးတိုင်းတောင်းရောက်ပြီဆိုရင်ဒီထိတ်ကပေါက်ကလေးမှယူပြီးတော့တစ်တိုင်းပုံမှန်ပါပဲเนาะအများကြီးတူတူချာချာတော့မဟုတ်ပါဘူးနှစ်တိုင်းသုံးတိုင်းနော်ပြီးရင်ဒီဘက်မှာလည်းတစ်ပေါက်ကိုသုံးတိုင်းဒီအပေါ်တန်းမှာလည်းဒီအပေါ်တန်းမှာလည်းတစ်ပေါက်ကိုသုံးတိုင်းတစ်ပေါက်ကိုသုံးတိုင်းတစ်ပေါက်ကိုသုံးတိုင်းနဲ့ထိုးမယ်တောင်ရောင်နဲ့ဒီတောင်ထိပ်လေးမှာထိုးမယ်ပြီးရင်တစ်တန်းကိုသုံးတိုင်းတစ်တန်းကိုသုံးတိုင်းနဲ့ဒီမှာအဆုံးသက်ရောက်ရင်ပြန်ပြပေးမယ်နော်အခုဒီလိုမျိုးတစ်ပတ်လေပေါ့နော်ထိုးလာလိုက်တာအခုဒီဘက်ရောက်ပြီဆိုလို့ရှိရင်ဒီကနေပြီးတော့မှဒီနဲ့3ခုမြောက်မှာရက်ကော်လေးနဲ့ဆက်လိုက်မယ်ပြီးရင်ဒီဖုန်းကြီးတစ်ခုကြည့်ပြီးတော့ခြိဖြတ်လိုက်လို့ရပြီနော်ပြီးရင်ဒီခါလေးခြိစာလေးကိုအကျဲကိုယူပြီးတော့တင်လိုက်လေးရပြီနော်ဒါလေးပြီးသွားပြီဒါအိတ်ရဲ့ body ပိုင်းပြီးသွားပြီပေါ့နော်အမားတို့အခုဘာထိုးမလဲဆိုရင်နေရွက်ကလေးထိုးမယ်နော်ယုံနေရွက်ကလေးထိုးပြပေးမယ်